ကျွန်တော် fishing ကိုပါကျွန်တော်ဒီနေ့လဲမကြည့်ပွဲပြန်လာနှွှဲတာပေါ့နော်ဒီကျွန်တော်တို့ငဖယ်ပေါ့နော်ဒီ feather bat ဒီ night fish ကိုကျွန်တော်ငဖယ်ဥနဲ့ပဲဒီနေ့ကျွန်တော်တို့စက်မြားပါမယ်မနေ့ကအကောင်ကြီးနှစ်ကောင်လို့ရောဒီနေ့ပြန်လိုက်ပါမယ်အဲ့နှစ်ကောင်အဲ့တော့ညီကိုတွေနောက်ဗီဒီယိုမှာဆက်တွေ့ပါမယ် fishing ကိုပါဒီနေ့ကြောတငယ်ချင်းနဲ့ပါ okay နောက်ဗီဒီယိုမှာဆက်တွေ့ပါမယ်ကျွန်တော်တို့ငဖယ်ဥနဲ့စမြားပါပေါ့နော်ငဖယ်ဥဒီတက်ပေါ်တနေလေးညီကိုတွေတစ်ချက်ကျွန်တော်ပြပါမယ်တစ်ချက်လိုက်ကြည့်လိုက်အောင်ဒီမှာပါကျွန်တော်တို့ငဖယ်ဥကဒီလိုပါဒီကောင်နဲ့ကျွန်တော်တို့ဒူတလောက်လေးဟိုဖြစ်ပါမယ်ယူပြီးတော့မြားပါမယ်ကဲဒီမှာကျွန်တော်တို့ဒေတာပေါ်တနေလေးကတော့ကျွန်တော်ဒီလိုတက်မယ်ဒီကောင်နည်းနည်းအစားနဲ့ပျော်မြန်နေဗျဥဆိုတော့လေအဲ့တော့ပညာကျွန်တော်ပတ်ပြီးတက်ပါမယ်ဒီကောင်ကဲဒါဆိုရင်တော့ကျွန်တော်တို့ဒီပုံမှာမြရရနေထားဆက်တော့ရအောင်ပါပြီခင်ဗျာ okay let's go 20 man Không lưới quá nó. Không lưới à.